generation စပြီဆိုတော့ဖခင်ဘာသာတင်လဲတင်သားသမီးတွေကိုတင်စဖို့ဘိုးဘွယ်ချင်မတင်ပေးတဲ့တင်ရမှာတခုပဲရှိတဲ့နောက်တာပတ်စံရဖို့ပညာရဖို့ပဲတင်ကြိုးစားတော့ဘယ်နိုင်ငံမှာပို့ကောင်းမလဲဟုတ်တယ်ဘိုးဘွယ်ချင်းကိုသူတို့နားမလဲဘူးဆိုရင်ဒါအာဗြဟံကသူ့ရဲ့သားကိုဘိုးဘွယ်ချင်းပဲတင်ပေးခဲ့တာအာဗြဟံကဣဇက်ကိုဘာတင်ပေးလဲဘိုးဘွယ်ချင်းဣဇက်ကလည်းယာကုပ်ဘာဆက်တင်ပေးလဲဘိုးဘွယ်ချင်းပဲမတ်တာမျိုးရိုးမပြောက်သွားရင်ဘိုးဘွယ်ချင်းကိုရအောင်တင်ပေးဘိုးဘွယ်ချင်းမျိုးရိုးကပဲအဖတ်တင်တာဘိုးဘွယ်ချင်း bloodline ဘယ်တော့မှမပြတ်သွားအောင်မဆတာဖယားပွဲကထားတာဖယားအာမင်ဘိုးဘွယ်ချင်းဂယုမဆိုင်တဲ့ရှော့လူရဲ့မျိုးရိုးပြက်စီးသွားတယ်နည်းနည်းအနေငယ်ကြံ့တာတော့မှဒါဝိဒ်လက်ထက်မှာအစာခေါင်းပါခြင်းဖြစ်တယ်အစာခေါင်းပါခြင်းဖြစ်တော့ဒါဝိဒ်ကဆုတောင်းတဲ့ခါမှာဘာပေါ်ပြခြင်းခါလဲဆိုတော့ရှော့လူမျိုးရိုးကြံသေးလို့ရှော့လူမျိုးရိုးဘာလို့ပြရတာတောင်းပေါ်မှာဘာလို့ပြရအကောပုံမြပြရတယ်ရှော့လူမျိုးရိုးလုံးဝမရှိတော့တဲ့အချိန်မှာစဗရမနိုင်ငံကြီးကဘာတင်ဖြစ်လဲမိုးပြန်ရွာတယ်မိုးပြန်ရွာတော့ဘာဖြစ်လဲပြန်လဲပြီးတော့အစာရေးစားတွေပြန်လဲပြီးတော့မှကောင်းလာတယ်ဆိုတော့ဒီမှာကြည့်အောင်ဒါဆိုတော့စဉ်းစားကြည့်ညီကောင်မတို့ရဲ့ရှော့လူကပို့ပွဲချင်းဂီကိုမဆိုင်ဘူးတင်ကိုပွဲချင်းဂီမဆိုင်လို့မရဘူးတင်သားစီမြေစာမှာကောင်းကြီးဖြစ်ချင်းတင်ဘာတာပတ်စံဘလောက်ရှိရှိတင်ဘာတာဘလောက်ပဲအောင်မြင်တင်ကိုပွဲချင်းဂီမဆိုင်တင်ရဲ့ချိန်ကာလတစ်ခုမှပဲတင်အောင်မြင်ပြီးတော့ရှော့လူလိုပဲသူ့သားသမီးတွေအကုန်လုံးဆုံးရှုံးတော့အောင်မြင်ဖို့ရေပွက်လေးပမာပဲဖျားစီတင်ကိုရေပွက်လေးပမာအောင်မြင်ရှင်ပေးရှင်တာမဟုတ်သားစီမြေစာရှော့လူရဲ့သားစီမြေစာအကုန်လုံးအကုန်ရှင်းထုတ်ပြတာဆိုအကုန်ရှင်းထုတ်ပြတာဒါမဲ့ဒါဝိကြတော့သားစီမြေစာနောက်ဆိုသူ့ရဲ့သားစီမြေစာကဖျားနဲ့မှားနေတာတော့မှမင်းတို့အဖိုးရဲ့ဒါဝိရဲ့မျက်နှာထောက်ပြီးတော့ငါမင်းတို့အောင်မြင်ချင်းပြန်ပေးအောင်မယ်ဝါဘာလို့ယူဆိုင်တဲ့သူလဲဘိုးပွဲချင်းဘယ်လိုပွားသွားလဲကြည့်ရရှော့လို့ဘယင်ဖြစ်လာတယ်ကိုပွဲချင်းသူစိတ်ဝင်စားလားစိတ်ဝင်စားဘူးရှော့လို့ဘယင်ဖြစ်လာတဲ့အချိန်မှာဖယားသခင်ရဲ့ဗရိညင်တစ်တာသူများတိုင်းတစ်ပါးမှာရောက်နေတယ်အဲ့ဒါသူပြုဆိုင်လားကြည့်မဆိုင်ဘူးဒါမဲ့တော့ကြောင်းသားလေးဘဝမှာတိုးနေချောင်းနေနဲ့မခံချင်းစိတ်တွေဖြစ်နေပြီးတော့ငါသာတနေ့ဘယင်ဖြစ်ရင်တော့ငါအဲ့ဒီဖယားရဲ့တစ်တာတော့ကိုယ်ွယ်ချင်းနဲ့ဆိုင်တဲ့တစ်တာတော့ကိုငါရအောင်ပြန်ယူလာပြီးတော့ဟာလေလုယာဒီနေရာမှာငါပြန်ကိုယ်ွယ်မယ်တင်ကိုယ်ွယ်ချင်းကိုစိတ်ဝင်စားရင်တင်းကိုဖယားတခင်အောက်ဆုံးကနေအမြင့်ဆုံးကိုသူ့ရဲ့ကိုယ်ွယ်ချင်းတို့ချီးမြှောက်နိုင်တဲ့ဖယားဖြစ်Come on ကိုယ်ွယ်တဲ့ generation ဖယား